ဘင်္ဂလားပင်လယ်အော်ရဲ့အရှိမြောက်ဘက်အစွန်းမှာတည်ရှိနေတဲ့ရခိုင်ပြည်ဟာတစ်ချိန်ကတော့ဘင်္ဂလား12မြို့အထိဩဇာအာဏာလွှမ်းမိုးနိုင်ခဲ့ပြီးမြန်မာပြည်အောက်ပိုင်းအထိနေနမိတ်ချဲ့ထွင်နိုင်ခဲ့တဲ့အင်အားကြီးဗြိတိန်နိုင်ငံတော်တစ်ခုဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့18ရာစုနောက်ပိုင်းအရောက်မှာတော့မြန်မာပြည်ရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီချိန်ကစလို့အနှစ်240ကျော်အတွင်းမှာရခိုင်ပြည်ဟာမြန်မာဗြိတိရှနဲ့ဂျပန်စတဲ့နိုင်ငံအသီးသီးရဲ့အုပ်ချုပ်မှုအောက်ကိုတလဲစီကြောက်ရောက်ခဲ့ပါတယ်။1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့မြန်မာပြည်တော်စုရဲ့ရခိုင်တိုင်းအဖြစ်တည်ရှိခဲ့ပြီး1984ခုနှစ်ရောက်မှသာပြည်내တစ်ခုအဖြစ်တရားဝင်ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရတာပါဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလတွေမှာရခိုင်လူမျိုးတွေကိုဗမာစကားပြောမျိုးနွယ်စုခွဲတစ်ခုအဖြစ်သတ်မှတ်ဖို့ကြိုးစားလာတဲ့အခြေအနေတွေရှိခဲ့ပါတယ်ဒါကြောင့်ရခိုင်တွေဟာရာစုနှစ်ပေါင်းများစွာကိုယ်ပိုင်ထီးနှံကိုယ်ပိုင်စာပေယဉ်ကျေးမှုနဲ့လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ရည်တည်ခဲ့တဲ့သမိုင်းရှိကြောင်းဗမာလူမျိုးနဲ့ဘာသာစကားကိုယ်ဝယ်တဲ့ဘာသာတူညီမှုတချို့ရှိပေမဲ့လည်းဗမာမျိုးနွယ်စုခွဲတစ်ခုအဖြစ်ပေါင်းဆက်ခြင်း assimilation ကိုတော့စိုးရိမ်ခဲ့ကြပြီးပြင်းထန်တဲ့အမျိုးသားရေးလှုပ်ရှားမှုတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ကြပါတယ်ဒီလိုမျိုးသားရေးနှိုးကြားမှုတွေနဲ့အတူတခြားတစ်ဖက်မှာလည်းဒေသတွင်းနေထိုင်ကြတဲ့ရိုဟင်ဂျာမွတ်စလင်မျိုးနွယ်စုတွေနဲ့လူမျိုးရေးဘာသာရေးအထီးကယုံတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့ကမ္ဘာတဝန်းလုံးအထိပဲ့တင်ထက်ရိုက်ခတ်သွားစီလောက်အောင်ရှုပ်ထွေးလာတဲ့သမိုင်းအမွေဆိုးပဏိပက္ခကြီးဖြစ်တည်လာခဲ့ပါတော့တယ်သမိုင်းကြောင့်ရာအာရကန်လိုကမ္ဘာကသိကြတဲ့ရခိုင်ကမ်းရိုးတန်းမြေပြင်ဟာရာစုနှစ်ပေါင်းများစွာကတည်းကဘင်္ဂလားပင်လယ်အော်ရဲ့အရေးပါဆုံးကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်ခဲ့ပါတယ်လူအများစုကတော့ဒီဒေသရဲ့ပဏိပက္ခဟာခေတ်သစ်ကြမှာစတင်ခဲ့တယ်လို့ထင်မှတ်ကြပေမဲ့တကယ်တော့ဒီမြေရဲ့သမိုင်းကြောင်းဟာလွန်ခဲ့တဲ့15ရာစုမြောက်ဦးမင်းနေပြီးတော့ကာလကတည်းကမတူကွဲပြားမှုတွေနဲ့ရှုပ်ထွေးစွာရှက်နွယ်နေခဲ့ပြီးဖြစ်ပါတယ်သမိုင်းဝင်လှည့်ပြောင်းတစ်ခုအနေနဲ့1430ပြည့်နှစ်မှာရခိုင်ဘုရင်မင်းစောမွန်နရမိတ်လာဟာဘင်္ဂလားဆူလတန်အင်ပါယာရဲ့စစ်ကူနဲ့ထီးနှံပြန်လည်ရရှိခဲ့ရာကနေရခိုင်နန်းတွင်မှာအစ္စလမ်ယဉ်ကျေးမှုတွေစတင်ရောနှောလာခဲ့ပါတယ်။မြောက်ဦးခေရခိုင်ဘုရင်တွေဟာသူတို့ရဲ့စီးစိမ်နဲ့ဩဇာအာဏာကိုပြသဖို့ဂုံသွေးရေးရာအစဉ်ပြေစေဖို့အတွက်နန်းတွင်သုံးဒင်္ဂါးပြားတွေအပေါ်မှာအာရဗီစာသားတွေကိုထည့်သွင်းတာမွတ်စလင်ဘွဲ့အမည်တွေကိုပူးတွဲသုံးစွဲတာတွေပြုလုပ်ခဲ့ကြပါတယ်။ဒီအချက်ပေါ်မှာနိုင်ငံတကာသုတေသီတချို့ကရိုဟင်ဂျာဒါမှမဟုတ်အာရကန်မွတ်စလင်တို့ရဲ့ရှေးကြတဲ့အခြေချမှုတက်တည်ပြချက်လို့ရှုမြင်ကြပြီးပြည်တွင်းနဲ့ရခိုင်သမိုင်းပညာရှင်တွေကတော့ဒါဟာသူတစ်ပါးလက်အောက်ခံဖြစ်ခဲ့လို့မဟုတ်ဘဲခေပြိုင်အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးပြည်လည်စေဖို့တုံးခဲ့တဲ့တန်တမန်ရေးရာဗျူဟာတသက်တာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါဟာကမ္ဘာအမြင်နဲ့ပြည်တွင်းအမြင်ကြားကွဲပြားခြားနားနေတဲ့ပထမဆုံးသောသမိုင်းအယူဆပဏိပက္ခပဲဖြစ်လာပါတယ်။1984ခုနှစ်မှာကုန်းမောင်မင်းဆက်ဘိုးတော်ဖျားဗဒုံမင်းကရခိုင်ပြည်မြောက်ဦးနေပြည်တော်ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်နှစ်ပေါင်း350ကျော်တက်တန်းရှိပြီးလွတ်လပ်တဲ့မြောက်ဦးမင်းဆက်ကွယ်ပြောက်ခဲ့ရတယ်လို့ရခိုင်လူမျိုးတို့ရဲ့အထွတ်မြတ်ထားရာမဟာမုနိရုပ်ပွားတော်မြတ်ကြီးကိုမြန်မာပြည်အလဲပိုင်းအမရဗုဒ္ဓကိုပင့်ဆောင်သွားခဲ့ကြပါတယ်။ဒါ့အပြင်မြောက်ဦးမြို့တော်အတွင်းမှာရှိတဲ့နန်းတော်နဲ့အဆောက်အုံများစွာမိရှုဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ဒေသခံပြည်သူထောင်ပေါင်းများစွာကိုအာရမရွှေပြောင်းခိုင်းခဲ့တာကြောင့်ဘင်္ဂလားဒေသဘက်ကိုဦးတည်ပြီးထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်ဖြစ်ပွားခဲ့တဲ့1826ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဟာဒီမြေပေါ်ကိုရာစုနှစ်တစ်ခုစာရှည်ကြာမဲ့ပြဿနာမျိုးစေ့ကိုချပေးခဲ့ပါတယ်။ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကုန်းမောင်မင်းဆက်ဗာကြီးတော်မင်းလက်ထက်မှာစစ်ရှုံးခဲ့တာကြောင့်စစ်ပွဲရဲတပ်မှုအတွက်1826ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာ Treaty of Yenabo လို့ခေါ်တဲ့ရနဘူစာချုပ်ချုပ်ဆိုခဲ့ရပါတယ်။ဒီစာချုပ်အရဗြိတိရှတို့ဟာရခိုင်နဲ့တနင်္သာရီဒေသတွေကိုအိန္ဒိယမှာအင်အားအကြီးဆုံးအုပ်ချုပ်ရေးနယ်မြေကြီးဖြစ်တဲ့ဘင်္ဂလားသမ္မတနယ်မြေ Bengal Presidency အောက်ကိုတွတ်သွင်းလိုက်ပြီးခလကတားမြို့ကနေပဲဓာတ်ရိုက်လှမ်းပြီးစီမံအုပ်ချုပ်ခဲ့ပါတယ်။ဗြိတိရှတို့မသိမ်းပိုက်ခင်ကုန်းမောင်ခေဘိုးတော်ဖျားလက်ထက်ကလေးကဗမာပြည်တွေဟာရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့လို့ဖိနှိပ်မှုတွေနဲ့စစ်ပြေးဒုက္ခတွေဖြစ်တင်းရှောင်မှုတွေကြောင့်ရခိုင်ဒေသမှာလူဦးရေအလွန်နှဲပါနေခဲ့ပါတယ်။ဗြိတိရှတွေဟာစပါးအမြောက်များစိုက်ပျိုးပြီးစီးပွားရှာကျင်ခဲ့တာကြောင့်အလုသမားပြဿနာကိုဖြေရှင်းဖို့သူတို့အုပ်ချုပ်နေတဲ့အိန္ဒိယနိုင်ငံစစ်တကောင်းဒေသအခုလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံကနေအစ္စလမ်ဘာသာဝင်အလုသမားတွေကိုခေါ်ယူခဲ့ပါတယ်။အစပိုင်းမှာတော့ယာတီအလိုက်လာရောက်လုပ်ကင်ကြပြီးမြဲနောက်ပိုင်းမှာမိသားစုတွေကိုပါတပါးတည်းခေါ်ဆောင်လာခဲ့ကြပြီးရခိုင်ဒေသစစ်တွေမောင်နှောနဲ့ဘူးတီတောင်ဒေသတွေမှာအခြေချနေထိုင်လာခဲ့ကြပါတယ်။1882ခုနှစ်ဗြိတိရှတို့ရဲ့ပထမဆုံးတကောင်စင်းအရာရခိုင်ဒေသမှာမွတ်စလင်ဥယေ98,255ပဲရှိခဲ့တာပါ။ဒါပေမဲ့1890ခုနှစ်မှာတော့1,19,266ဦးအထိတိုးတက်လာခဲ့ပြီး1912ခုနှစ်ရောက်တဲ့အခါမှာတော့1,98,649ဦး1,9,000ကျော်အထိသုံးဆမကတိုးပွားလာခဲ့ပါတယ်။ဒီလိုအရှိန်အဟုန်နဲ့မြင့်တက်လာတာဟာဒေသခံရခိုင်ဗုဒ္ဓဘာသာဝင်တွေအကြား
သူတို့ရဲ့လူမျိုးနဲ့ဘာသာရေးမျိုးကွဲသွားမလားဆိုပြီးပထမဆုံးချိန်စတင်စိုးရိမ်ခဲ့ရတဲ့သမိုင်းဝင်အချက်လက်ပဲဖြစ်ပါတယ်1886ခုနှစ်ရောက်လာတဲ့အချိန်မြန်မာတိုင်းနိုင်ငံလုံးဗြိတိရှလက်အောက်ရောက်ရှိသွားပြီးတဲ့နောက်ပိုင်းအိန္ဒိယနွယ်ဘွားတွေမြန်မာနိုင်ငံအတွင်းကိုအလုံးအရင်းနဲ့ဝင်ရောက်လာတာဟာရခိုင်နေမကပဲတနိုင်ငံလုံးအနှံ့လူမျိုးရေးတင်းမာမှုတွေကိုဖြစ်စေခဲ့ပါတယ်နောက်ပိုင်းမှာခွဲရေးတွဲရေးပြဿနာတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဗြိတိရှအစိုးရဟာ1938ခုနှစ်ဧပြီလ1ရက်နေ့မှာမြန်မာနိုင်ငံကိုအိန္ဒိယအင်ပါယာအောက်ကနေတီးခြားခွဲထုတ်လိုက်ပြီးလန်ဒန်ကိုလိုနီဝန်ကြီးဌာနကနေတိုက်ရိုက်အုပ်ချုပ်တဲ့တီးခြားကိုလိုနီနိုင်ငံအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်1938ခုနှစ်မတိုင်ခင်တုန်းကစစ်တကောင်းမွတ်စလင်တအူးရခိုင်ဒေသတဲကိုပြောင်းရွှေ့အခြေချတာဟာဗြိတိရှအိန္ဒိယအင်ပါယာအတွင်းမှာပြည်နယ်တစ်ခုကနေတစ်ခုကိုရွှေ့ပြောင်းတာဖြစ်လို့နေဆက်လည်းမရှိလူဝင်မှုကြီးကြပ်ရေးလည်းမလိုတဲ့ပြည်တွင်းရွှေ့ပြောင်းမှုတက်တာဖြစ်ခဲ့ပါတယ်ဒါပေမဲ့1938ခုနှစ်မှာမြန်မာနိုင်ငံကိုအိန္ဒိယကနေတီးခြားခွဲထုတ်လိုက်တဲ့အခါမှာတော့အရင်ကလွတ်လပ်စွာသွားလာနေထိုင်မှုဟာသဘောတရားအရာကောဥပဒေကြောင်းအရာပါနိုင်ငံတကာနေဆက်ကိုဖျက်ကျော်ဝင်ရောက်တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ရအဖြစ်ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရပါတော့တယ်1942ခုနှစ်ဒုတိယကမ္ဘာစစ်မြန်မာနိုင်ငံထဲကိုကူးဆက်လာတာနဲ့အတူဗြိတိရှတို့စုခွာချိန်နဲ့ဂျပန်တို့မဝင်ရောက်မီဖြစ်ပေါ်ခဲ့တဲ့အာဏာလီဟာနဲ့ Power Vacuum ဟာရခိုင်ပြည်ပေါ်မှာဆယ်စုနှစ်ပေါင်းများစွာကိန်းအောင်နေခဲ့တဲ့လူမျိုးရေးဘာသာရေးတင်းမာမှုတွေကိုလက်နက်ကိုင်ပဋိပက္ခအဖြစ်ပေါက်ကွဲသွားစေခဲ့ပါတယ်1942ခုနှစ်ရခိုင်အရေးခင်း1942 Arakan Massacres လို့သမိုင်းတွင်ခဲ့တဲ့အပြန်အလှန်တပ်ဖြတ်မှုကြီးစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဗမာမျိုးသားရေးဝါဒီတွေနဲ့ရခိုင်ဗုဒ္ဓဘာသာဝင်အများစုဟာဖက်စစ်ဂျပန်ဘက်ကနေရပ်တည်ခဲ့ကြပြီးဗြိတိရှကိုလိုနီအစိုးရကိုတိုက်ထုတ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်တခြားတစ်ဖက်မှာလည်းဗြိတိရှတို့ကအိန္ဒိယနေဆက်ကိုခုခံဖို့နဲ့ရခိုင်ဒေသကိုပြန်သိမ်းပိုက်နိုင်ဖို့အတွက်မွတ်စလင်အတိုင်းဝိုင်းကို V-Force လို့အမည်ရတဲ့ပျောက်ကြားတပ်ဖွဲ့အဖြစ်လက်နက်အမြောက်အများတပ်ဆင်ပေးခဲ့ပါတယ်ဒီရေးခင်းကြောင့်ရခိုင်တောင်ပိုင်းမြေပုံမင်းများကြောက်တော်စတဲ့မြို့နယ်တွေကမွတ်စလင်တွေဟာမြောက်ပိုင်းကိုထွက်ပြေးခဲ့ကြရပြီးရခိုင်မြောက်ပိုင်းမောင်တော်ဘူးတီတော်မှာရှိတဲ့ရခိုင်ဗုဒ္ဓဘာသာဝင်ထောင်ပေါင်းများစွာကလည်းတောင်ပိုင်းကိုအစုလိုက်အပြုံလိုက်တင်းရှောင်ခဲ့ကြရတဲ့အတွက်လူဦးရေပထဝီအနေအထားကွဲပြားသွားခဲ့ပါတယ်1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းရခိုင်ဒေသကမွတ်စလင်တွေရဲ့တည်ရှိမှုကိုဝန်ကြီးချုပ်ဦးနုအစိုးရကနိုင်ငံရေးအရလက်ခံဖို့ရန်စတင်ကြိုးပမ်းလာခဲ့ပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်တွင်ဗြိတိရှတို့စီကရရှိထားတဲ့လက်နက်တွေကိုအသုံးပြုပြီးဂျဖာဟူစိန်ဦးဆောင်တဲ့မူဂျာဟစ်အဖွဲ့ဟာမောင်တော်နဲ့ဘူးတီတောင်ဒေသကိုမြန်မာနိုင်ငံကနေခွဲထွက်ကာအသစ်တီထောင်လိုက်တဲ့အရှေ့ပါကစ္စတန်အခုဘင်္ဂလားဒေ့ရှ်အတွင်းထည့်သွင်းဖို့ကြိုးပမ်းလာခဲ့ကြပါတယ်။ဒါကြောင့်မြန်မာစစ်တပ်က1950ပြည့်လွန်နှစ်တွင်မှာမေယူစစ်စင်ရေးနဲ့မူဂျာဟစ်တွေကိုနှိမ်နင်းခဲ့ရပြီး1962ခုနှစ်အရောက်မှာတော့မူဂျာဟစ်လက်နက်ကိုင်အကျွင်းချံအုပ်စုတွေဟာစစ်တပ်ထံကိုလက်နက်ချခဲ့ကြပါတယ်။တစ်ဖက်မှာလက်နက်ကိုင်တွေကိုနှိမ်နင်းတယ်လို့တစ်ဖက်မှာလည်းဝန်ကြီးချုပ်ဦးနုအစိုးရကရခိုင်ကမွတ်စလင်တွေကိုနိုင်ငံရေးအရစီယုံဖို့ရန်ကြိုးပမ်းခဲ့ပါတယ်1948ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့1952ခုနှစ်ရွေးကောက်ပွဲဥပဒေအရအမျိုးသားမှတ်ပုံတင်ကတ် NRC တွေထုတ်ပေးခဲ့ပြီးမဲပေးခွင့်ရွေးကောက်ခံခွင့်တွေအထိစတင်ပေးခဲ့ပါတယ်။ဒါကြောင့်မလို့ဖာစာပလခေပါလီမန်လွှတ်တော်မှာမွတ်စလင်အမတ်6ဦးအထိရှိခဲ့ပြီးဘူးတီတောင်မဲဆန္ဒနယ်ကလွှတ်တော်အမတ်ဦးဆူလ်တန်မူဟာမတ်ဆိုရင်ဝန်ကြီးချုပ်ဦးနုကယုံကြည်စိတ်ချစွာနဲ့ကာကွယ်ရေးဝန်ကြီးဌာနပါလီမန်အတွင်းဝင်အဖြစ်၎င်းနောက်ပိုင်းမှာကျန်းမာရေးဝန်ကြီးဌာနအဖြစ်၎င်းနိုင်ငံတော်အဆင့်ယာဒူးကြီးတွေအထိခန့်အပ်ခဲ့ပါတယ်။မူဂျာဟစ်တပ်ဖွဲ့တွေလက်နက်ချပြီးတဲ့နောက်နေဆက်ဒေသတည်ငြိမ်ရေးအတွက်1962ခုနှစ်မေလ1ရက်နေ့မှာမောင်တော်ဘူးတီတောင်နဲ့ရသိတောင်မြို့နယ်မြောက်ပိုင်းဒေသတွေကိုစစ်တပ်ကတိုက်ရိုက်အုပ်ချုပ်တဲ့မေယူနေဂျာခရိုင်မေယူဖရန်တီဒီယာ district အဖြစ်တည်တံ့သတ်မှတ်ပေးခဲ့ပါတယ်။ဒီကာလဟာရခိုင်မြောက်ပိုင်းမွတ်စလင်တွေအတွက်နိုင်ငံရေးအဆင့်အတန်းအမြင့်ဆုံးရရှိစေခဲ့တဲ့ခေတ်ဖြစ်ပြီးရေရှည်တော့မတည်တံ့ခဲ့ပါဘူး1962ခုနှစ်မတ်လ2ရက်နေ့မှာဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ဝန်ကြီးချုပ်ဦးနုရဲ့ policy တွေဟာတဲတဲရေးသွင်းသလိုဖြစ်သွားခဲ့ရပါတော့တယ်။ဖာစာပလာဦးနုအစိုးရလက်ထက်1962ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့မေယူနေဂျာခရိုင်ဟာ3နှစ်အကြာ1964ခုနှစ်ဖေဖော်ဝါရီလမှာပဲဒေါ်လာရေးကောင်စီအစိုးရရဲ့ဖျက်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ဒီလိုနဲ့ရခိုင်တိုင်း Arakan Division ရဲ့အထွေထွေအုပ်ချုပ်ရေးအောက်ထဲကိုပြန်ထည့်ခဲ့ပြီးမောင်တော်ဘူးတီတောင်နဲ့ရသိတောင်မြို့နယ်တွေဟာအထူးအခွင့်အရေးရတဲ့နေမြေတွေမဟုတ်တော့ဘဲရခိုင်တိုင်းစစ်တွေခရိုင်အောက်ကမြို့နယ်တွေအဖြစ်ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အဲဒီနောက်1988ခုနှစ်ဖေဖော်ဝါရီလမှာဗိုလ်ချုပ်ကြီးနေဝင်းရဲ့လမ်းစဉ်ပါတီမဆလာဟာနဂါမင်းစစ်စင်ရေး Operation နဂါမင်းကိုစတင်ခဲ့ပါတယ်။တရားမဝင်ခိုးဝင်သူတွေကိုစီစစ်မယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
စစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပြင်းထန်တဲ့စစ်ရေးဖိအားတွေကြောင့်မွတ်စလင်2,500,000ကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပထမဆုံးချိန်အဖြစ်အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ရပါတယ်။နောက်ပိုင်းကုလသမဂ္ဂနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့နိုင်ငံတကာဖိအားတွေကြောင့်သဘောတူညီချက်အရထွက်ပြေးသွားသူတွေကိုပြန်လည်စိစစ်ပြီးရခိုင်မြောက်ပိုင်းဒေသတွေစီကိုပြန်လည်ခေါ်ယူနေရာချထားပေးခဲ့ပါတယ်။ဒီလိုနဲ့1982ခုနှစ်ရောက်လာတဲ့အခါမှာတော့နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနဲ့မဆလာပါတီဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာအစိုးရက1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေ1982 Citizenship Law ကိုပြဋ္ဌာန်းလိုက်ပြန်ပါတယ်။ဒီဥပဒေဟာပထမအင်္ဂလိပ်မြန်မာစစ်ပွဲမတိုင်မီဆိုလိုတာက1823ခုနှစ်ကတည်းကမြန်မာနိုင်ငံမှာအမြဲတမ်းနေထိုင်ခဲ့တဲ့လူမျိုးစုတွေကိုသာတိုင်းရင်းသားဒါမှမဟုတ်နိုင်ငံသားဖြစ်သတ်မှတ်ခဲ့တာကြောင့်ရိုဟင်ဂျာတွေကို135မျိုးနွယ်ဝင်တိုင်းရင်းသားစည်းရင်းကနေအလိုလိုပေဖြတ်ပစ်ခဲ့ပါတယ်။ဒါကြောင့်ဖာစာပါလာဥနုခေတ်ကရရှိခဲ့တဲ့အမျိုးသားမှတ်ပုံတင်ကတ် NRC တွေဟာပေဖြတ်ချင်းခံခဲ့ရပြီးနိုင်ငံသားဖြစ်ခွင့်မှာဆုံးရှုံးသွားခဲ့ကြသလိုဘင်္ဂလားဒေ့ရှ်အစိုးရကလည်းနိုင်ငံသားအဖြစ်ပြန်လည်လက်မခံခဲ့တာကြောင့်တန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာနိုင်ငံမဲ့ stateless ဘဝကိုရောက်ရှိသွားခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့ခီးသွားလာခွင့်လက်ထပ်ခွင့်နဲ့ပညာသင်ကြားခွင့်တွေပါဥပဒေအရတင်းကျပ်စွာပိတ်ပင်ချုပ်ချယ်ခြင်းခံခဲ့ကြရသလို1988ခုနှစ်နဂါးမင်းစစ်စင်ရေးအပြီးပေါ်ပေါက်လာတဲ့1982ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေဟာရခိုင်မြောက်ပိုင်းမွတ်စလင်အတိုင်းဝိုင်းကိုနိုင်ငံရေးအရအကြက်ရိုက်သွားစေခဲ့ပါတယ်။ဒါကြောင့်ရိုဟင်ဂျာအစွန်းရောက်လက်နက်ကိုင်လမ်းစဉ်နဲ့နဝတအစိုးရရဲ့ဒုတိယအကြိမ်မြောက်စစ်စင်ရေးကြီးပေါ်ပေါက်လာစေခဲ့ပါတယ်။1982ခုနှစ်နိုင်ငံသားဥပဒေထွက်လာတဲ့နှစ်မှာပဲဆရာဝန်တဦးဖြစ်သူမိုဟာမက်ယူနွတ်ကရိုဟင်ဂျာ Solidarity Organization လို့ခေါ်တဲ့ RSO ကိုတည်ထောင်ခဲ့ပါတယ်။ RSO ဟာဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကော့ဘဇားဒေသတွင်းမှာစခန်းချပြီးအာဖဂန်နစ္စတန်နဲ့အရှေ့အလယ်ပိုင်းကအစ္စလာမစ်အဖွဲ့အစည်းတချို့ရဲ့ရန်ပုံငွေလက်နက်နဲ့စစ်သည်နှံပေးမှုအကူအညီတွေကိုရယူခဲ့ပါတယ်။ဒီလိုနဲ့မကြာခင်အတွင်းမှာပဲ RSO အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်ဘက်ကနေမြန်မာနိုင်ငံဘက်ခြမ်းကိုနေဆက်ဖြတ်ကျော်ပြီးစစ်တပ်နဲ့ရဲစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်နေဆက်မှာစစ်ရေးတင်းမာမှုတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။1992ခုနှစ်ဒီဇင်ဘာလမှာဗိုလ်ချုပ်မှုကြီးတန်းရွှေဦးဆောင်တဲ့နိုင်ငံတော်ညီဝတ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့ဟာနေဆက်လုံခြုံရေးနဲ့ RSO လက်နက်ကိုင်တွေကိုနှိမ်နင်းမှုပြည်သားရာစစ်စင်ရေးကိုထပ်မံဆင်နွှဲခဲ့ပါတယ်။စစ်တပ်ရဲ့နေမြေရှင်းလင်းမှုကြမ်းကြုတ်ချက်များကြောင့်ဒေသခံမွတ်စလင်2သိန်းခွဲခန့်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုတမိုင်းမှာဒုတိယအကြိမ်ဖြစ်ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။စစ်ဆိုးရဟာရခိုင်မြောက်ပိုင်းကိုအရက်ဘက်အုပ်ချုပ်ရေးနဲ့မထားတော့ပဲစစ်တပ်ရဲလဝကအကောက်ခွန်စတဲ့ဌာနစုံပါဝင်တဲ့နေဆက်ဒေသလူဝင်မှုကြီးကြပ်ရေးအထူးအဖွဲ့နာဆာကကိုဖွဲ့စည်းပြီးစစ်ရေးရာအပြည့်အဝဖိနှိပ်ထိန်းချုပ်ခဲ့ပါတယ်။ဒါ့အပြင်ရိုဟင်ဂျာလို့ခေါ်ဆိုခွင့်ပိတ်ပင်ပြီးနိုင်ငံသားခိုးဝင်သူတွေလို့အဓိပ္ပာယ်ရတဲ့ဘင်္ဂလီအဖြစ်တရားဝင်ပြောင်းလဲသတ်မှတ်သုံးနှုန်းခဲ့ပြီးအိမ်တော်တစ်ခုလျင်ကလေး2ဦးသာယူရမယ်ဆိုတဲ့ကန့်သက်ချက်ကိုပါထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ဖိအားကြောင့်1992ခုနှစ်ဧပြီလမှာနိုင်ငံနားလည်မှုစာချုပ်လွှာ MOU ရေးထိုးပြီးဒုက္ခသည်တွေကိုနောက်တစ်ကြိမ်ပြန်လည်ခေါ်ယူခဲ့ပါတယ်။ဒီတစ်ကြိမ်ပြန်လည်ဝင်ရောက်လာသူတွေကိုစစ်အစိုးရကနိုင်ငံသားဖြစ်အတိအမှတ်မပြုတော့ဘဲယာယီတပ်တီကန်ကပ်ပြား White Card TRC များကိုသာထုတ်ပေးခဲ့ပြီး၎င်းတို့ရဲ့နိုင်ငံသားဖြစ်မှုအစဉ်အတန်းကိုပိတ်ပင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာစုပြုံလာခဲ့တဲ့တမိုင်းအမုန်းတရားတွေနဲ့ဥပဒေကြောင်းအရဖိနှိပ်မှုတွေဟာနောက်ပိုင်းမှာပုံမူကြီးမားတဲ့လူမျိုးစုလိုက်ထိတ်တိုက်တွေ့မှုကြီးအဖြစ်ကိုဦးတည်သွားခဲ့ပါတယ်။ဦးသိန်းစိန်အစိုးရရက်သားတွင်ကူးပြောင်းချိန်2012ခုနှစ်မေလနှောင်းပိုင်းမှာရန်မြေမြို့နယ်ကရခိုင်အမျိုးသမီးတဦးမတ်တီတာထွေးကိုမွတ်စလင်အမျိုးသား3ဦးကမတရားကျင့်ကြံတပ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်ရပ်ပြီးဇွန်လဆန်းမှာတောင်ကုန်းမြို့နယ်ခီးသည်တင်မော်တော်ကားတစ်စီးကိုလူအုပ်စုကဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာကကားပေါ်ပါလာတဲ့မွတ်စလင်10ဦးသေဆုံးခဲ့ပြီးတဲ့နောက်ရခိုင်နဲ့မွတ်စလင်တို့အကြားတပြည်နယ်လုံးအတိုင်းအတာနဲ့သွေးထွက်တန်ယိုလူမျိုးရေးဘာသာရေးပဋိပက္ခကြီးဖြစ်ပွားခဲ့ပါတယ်။ဒီရေးခင်းကြောင့်နေရက်စွန့်ခွာခဲ့ရတဲ့မွတ်စလင်ဥယေ1,400,000ကျော်ဟာစစ်တွေမျိုးအနီးနဲ့ရခိုင်မြောက်ပိုင်းကပြည်တွင်းဒုက္ခသည်စခန်း IDP ကန့်တွေကိုရောက်ရှိသွားခဲ့ရပါတယ်။စနစ်တကျခွဲခြားကန့်သက်ခံရမှုမျှော်လင့်ချက်မဲမှုနဲ့ဖိနှိပ်မှုတွေဟာစခန်းတွင်းနဲ့နယ်စပ်ဒေသကလူငယ်တွေကိုအစွန်းရောက်လက်နက်ကိုင်လမ်းစဉ်ဘက်ကိုတွန်းပို့သလိုဖြစ်သွားခဲ့ပါတယ်။2013ခုနှစ်နောက်ပိုင်းမှာအာတာအူလာဦးဆောင်တဲ့ ARSA ပျောက်ကြားအဖွဲ့ဟာရခိုင်မြောက်ပိုင်းမှာလျှို့ဝှက်ပေါ်ပေါက်လာခဲ့ပါတယ်။အာတာအူလာဦးဆောင်တဲ့ ARSA အဖွဲ့ဟာပထမဆုံးချိန်တိုက်ခိုက်မှုအဖြစ်2016ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာမောင်နှောနဲ့ဘူးသီးတောင်ဒေသမှာရှိတဲ့နေကြားဆောင်ရဲကင်းစခန်း3ခုကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီးလက်နက်ခဲယမ်းတွေကိုလုယူခဲ့ပါတယ်
တနေ့အကြာ2019ခုနှစ်ဩဂတ်လ25ရက်နေ့မှာဒုတိယအကြိမ်ဖြစ်ရခိုင်မြောက်ပိုင်းမောင်တော်ဘူးတီတောင်ရတိတောင်တခွင်မှာရှိတဲ့မြန်မာနေကြားဆောင်ရေကင်းစခန်း30ကျော်နဲ့စစ်တပ်ဗျူဟာကုန်းတစ်ခုကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။စခန်းပေါင်း30ကျော်ကိုတပြိုင်နက်စီးနင်းခဲ့မှုကြောင့်မြန်မာနေကြားဆောင်ရဲတပ်ဖွဲ့73ဦးသေဆုံးခဲ့တယ်လို့တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ဩဂတ်25ရက်မှာမောင်တော်မြို့နယ်မြောက်ပိုင်းကြီးရွာကအမျိုးသားအမျိုးသမီးနဲ့ကလေးငယ်များအပါအဝင်ဟိန္ဒူတိုင်းရင်းသား69ဦးခန့်ကို IRSA အဖွဲ့ကဖမ်းဆီးပြီးအစုလိုက်အပြုံလိုက်ခေါင်းဖြတ်တပ်ဖြတ်ခဲ့ကြောင်းအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International ကအထောက်အထားများနဲ့တကွဖော်ထုတ်ခဲ့ပါတယ်။ဒီချိန်ကာလဟာဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်2019ခုနှစ်ကိုအသွင်ကူးပြောင်းလာခြင်းဖြစ်ပြီးအစိုးရကဒီတိမ်မွေ့နှက်ရှိုင်းလာတဲ့ကိစ္စကိုငြိမ်းချမ်းစွာအပြေရှာနိုင်ရန်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရခိုင် Advisory Commission ကိုဖီအာနန်ကော်မရှင်လို့လူသိများတဲ့အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ဒီကော်မရှင်ဟာဒေသတွင်းကလူမျိုးစုအားလုံးရဲ့အခွင့်အရေးနိုင်ငံသားဖြစ်မှုစီစီရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အပြုသဘောဆောင်တဲ့အကြံပြုချက်အစီရင်ခံစာကို2019ခုနှစ်ဩဂတ်လ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာထွက်ရှိပြီးနောက်တနေ့2019ခုနှစ်ဩဂတ်လ25ရက်နေ့နက်အစောပိုင်းမှာတင် IRSA အဖွဲ့ဟာရေကင်းစခန်း30ကျော်ကိုအစုလိုက်အပြုံလိုက်စနစ်တကျဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် NLD အစိုးရနဲ့ကိုဖီအာနန်ကော်မရှင်တို့ကြိုးပမ်းခဲ့တဲ့တနမန်ရေးရာဥပဒေကြောင်းအရငြိမ်းချမ်းစွာဖြည့်ရှင်းမဲ့ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်။အာဆာအဖွဲ့ရဲ့စီရေးလှုပ်ရှားမှုကိုတုံ့ပြန်တဲ့အနေနဲ့လက်ရှိအာဏာသိမ်းသမ္မတတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ1942ခုနှစ်ကကြန့်ရှိနေခဲ့တဲ့ကိစ္စမပြတ်သေးတဲ့တမိုင်းဝင်အလုတ်ဟောင်းကိုအပြီးသက်လှုပ်ဆောင်မယ်လို့ပြောကြားခဲ့ပါတယ်။1942အလုတ်ဟောင်းဆိုတာဟာဒုတိယကမ္ဘာစစ်အတွင်း1942ခုနှစ်ကရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဗြိတိရှကိုထောက်ခံတဲ့မွတ်စလင်တွေနဲ့ဂျပန်ကိုထောက်ခံတဲ့ရခိုင်တိုင်းရင်းသားတွေအကြားလူမျိုးရေးအပြန်အလှန်အစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြတဲ့တမိုင်းဝင်သွေးကြွေးပြဿနာကိုရည်ညွှန်းတာဖြစ်ပါတယ်။ဒီလိုနဲ့စစ်တပ်ဟာအဆိုပါအယူအဆပေါ်အခြေခံပြီးပြင်းထန်ပြီးအကြမ်းဖက်မှုများပြားတဲ့နေမြေရှင်းလင်းစစ်စင်ရေး clearance operation ကိုစတင်ခဲ့ပါတယ်။စစ်တပ်ဟာရခိုင်မြောက်ပိုင်းစစ်စင်ရေးအတွက်စကိုင်းအခြေစိုက်ခြေမြန်တပ်မ33နဲ့မိထီလာအခြေစိုက်ခြေမြန်တပ်မ99တို့ကိုရွှေ့ပြောင်းအသုံးပြုခဲ့ပါတယ်။ဒီတပ်မတွေဟာအရင်ကတည်းကကချင်ရှမ်းနဲ့ကရင်ပြည်နယ်တွေကတိုင်းရင်းသားဒေသစစ်စင်ရေးတွေမှာရက်စက်တဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့တပ်မတွေဖြစ်ပါတယ်။ဒီစစ်စင်ရေးအတွင်းစစ်တပ်ဟာအာဆာအဖွဲ့ကိုရှာဖွေနှိမ်နင်းတာထက်အရက်သားမွတ်စလင်တွေရဲ့အခြေခံထောက်ပံ့မှုမှန်သမျှကိုဖျက်ဆီးပစ်တဲ့မြေလံစနစ်ကိုသုံးခဲ့ပြီးကြေးရွာပေါင်းရာနဲ့ချီကိုဂျိုဒူတပ်ပုံတွေကနေထင်ထင်ရှားရှားမြင်တွေ့ရတဲ့အထိစနစ်တကျမီးရှို့ဖျက်ဆီးခဲ့ပြီးအမျိုးသမီးတွေနဲ့ကလေးငယ်တွေအပေါ်အိုးစုဖွဲ့မရင်းကျင်ချင်းနဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းစတာတွေကျူးလွန်ခဲ့ကြောင်းကုလသမဂ္ဂအစည်းအဝေးခန်းစာတွေကဖော်ပြခဲ့ပါတယ်။2019ခုနှစ်ဩဂတ်လ30ရက်နေ့မှာတပ်မ33ဟာမောင်နှောမြို့နယ်ထူလာတိုလီရွာကအရက်သားရာပေါင်းများစွာကိုကုန်းပိတ်မြစ်ကမ်းနားမှာပိတ်ဆို့ပြီးကလေးလူကြီးမီတွေတနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတဲ့နောက်အလောင်းတွေကိုကျင်းတူးမီးရှို့ပြီးတပ်တီဖျောက်ခဲ့တဲ့ကမ္ဘာအဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါ့အပြင်မွတ်စလင်အမျိုးသား10ဦးကိုဖမ်းဆီးပြီးရွာသိမ်းချိုင်းအနီးမှာဒေသခံအချို့နဲ့အတူစနစ်တကျတပ်ဖြတ်ကျင်းတူးမြုပ်နှံခဲ့တဲ့ဒီဖြစ်ရပ်ကိုရိုက်တာသတင်းတောက်တွေရဲ့ဖော်ထုတ်မှုတွေကြောင့်ကမ္ဘာကသိရှိခဲ့ရပြီးစစ်တပ်ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ရတဲ့တခုတည်းသောဖြစ်ရပ်ဖြစ်ပါတယ်။ဒီစစ်ရေးကြောင့်ရသတ္တပတ်အနှဲငယ်အတွင်းမှာပဲလူဦးရေသိန်းနဲ့ချီဝင်ရောက်လာမှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားဒေသမှာရှိတဲ့ကူတူပါလောင်ဒုက္ခသည်စခန်းဟာကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းကြီးအဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်။2026ခုနှစ်ဩဂတ်လ15ရက်နေ့နေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာန MOFA ကထုတ်ပြန်ခဲ့တဲ့ရခိုင်ပြည်နယ်မှာနေရက်စွန့်ခွာသူများအားပြန်လည်လက်ခံရေးနဲ့ပတ်သက်၍မြန်မာနိုင်ငံမှာဆောင်ရွက်လျက်ရှိသည့်အခြေအနေဆိုင်ရာသတင်းထုတ်ပြန်ချက်အရရခိုင်မြောက်ပိုင်းဘူးတီတောင်မောင်တော်ရတိတောင်ဒေသတွေမှာနေထိုင်သူဘင်္ဂလီလူဦးရေဟာအာဆာအကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ခင်9,400,000ကျော်ရှိခဲ့ကြောင်းနဲ့အာဆာရဲ့တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူ9,400,000ကျော်ဖြစ်ပြီးတသန်းကျော်ဆိုတာမဟုတ်ကြောင်းမြန်မာဘက်ကထုတ်ပြန်ထားပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဇေရာအတ်အယ်ဟူစိန်ကဒီဖြစ်ရပ်ကိုလူမျိုးစုလိုက်တုတ်တင်ရှင်းလင်းခြင်းပြဋ္ဌာန်းချက်စာအုပ်ပါနမူနာ A Textbook is a Method of Ethnic Cleansing လို့2019ခုနှစ်စက်တင်ဘာလ17ရက်နေ့ကဂျနီဗာမြို့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာကမ္ဘာသိကြေညာခဲ့ပါတယ်။စစ်တပ်ရဲ့လူမျိုးစုလိုက်တုတ်တင်ရှင်းလင်းမှုကြောင့်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ဂမ်ဘီယာနိုင်ငံက
မြန်မာနိုင်ငံကိုလူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးနဲ့ပြည်ထံပေးရေးဆိုင်ရာသဘောတူညီချက် Genocide Convention ကိုချိုးဖောက်မှုနဲ့2019ခုနှစ်မှာအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတရားစွဲဆိုခဲ့ရာကယနေ့ထိတိုင်အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။2019ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာနိုင်ငံသားရေးဝန်ကြီးနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါ်ဆန်းစုကြည်ကိုယ်တိုင်နယ်သာလန်နိုင်ငံ The Hague မြို့တရားခွင်သို့တွားရောက်ပြီးစစ်တပ်ရဲ့လုပ်ရက်တွေကိုရှေ့တန်းကနေတွားရောက်ကာကွယ်ပြောဆိုခဲ့ပါတယ်။အဆိုပါ၃ဘက်ကြားကြားနာမှုအတွင်းဂမ်ဘီယာနိုင်ငံဘက်ကတင်ပြတဲ့တပ်တွေ၃ဦးကျွမ်းကျင်သူ၁ဦးနဲ့မြန်မာနိုင်ငံဘက်ကတင်ပြတဲ့တပ်တွေ၁ဦးတို့ကိုတရားရုံးကလျှို့ဝှက်အစီအစဉ်နဲ့စစ်ဆေးခဲ့ပါတယ်။အဲဒီချိန်တုန်းကဒေါ်ဆန်းစုကြည်ကိုယ်တိုင်ရခိုင်မြောက်ပိုင်းမှာစစ်တပ်အနေနဲ့အင်အားအလွန်ကျွံသုံးစွဲမှု Disproportionate Force ရှိကောင်းရှိနိုင်တော့လေလူမျိုးစုတစုလုံးကိုအမြင့်ပြတ်တပ်ဖြတ်လူတဲ့သဘောဒါမှမဟုတ်စစ်ရေးရွယ်ချက် Genocide Intent လုံးဝမရှိဘဲနေမီတွင်လက်နက်ကင်ပုံကန်နေတဲ့အာဆာအကြမ်းဖက်သမားတွေကိုနှိမ်နင်းတဲ့ဒီရင်းစစ်ရေးပဋိပက္ခသာဖြစ်တယ်လို့ထွက်ဆိုခုခံခဲ့ပါတယ်။အဆိုပါ ICJ တရားခွင်မှာစစ်တပ်ဘက်ကကာကွယ်ပြောဆိုခဲ့မှုဟာကမ္ဘာဒီမိုကရေစီနဲ့လူ့အခွင့်အရေးအိုင်ကွန်အဖြစ်လေးစားခံရတဲ့ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံတကာပုံရိပ်ကိုကြာဆင်းစေခဲ့ပြီးရရှိခဲ့တဲ့ငြိမ်းချမ်းရေးဆုနဲ့ဂုဏ်ဆောင်ပွဲများစွာပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရပါတယ်။2026ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာနှစ်ဖက်စလုံးရဲ့ရှောက်လဲချက်တွေပြီးဆုံးသွားခဲ့ပြီးနောက် ICJ တရားရုံးကအမှုပေါ်စတင်အကဲဖြတ်ဆုံးဖြတ်နေပြီဖြစ်ကြောင်းကြေညာထားပါတယ်။ NLD အစိုးရလက်ထက်2020ပြည့်နှစ်မတ်လ23ရက်မှာပြည်ထောင်ရေးဝန်ကြီးဌာနနဲ့ဗဟိုအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ကရခိုင်တပ်တော် AA နဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ကိုမတရားအသင်းနဲ့အကြမ်းဖက်အုပ်စုအဖြစ်တရားဝင်သတ်မှတ်ကြေညာခဲ့ပြီး2021ခုနှစ်မတ်လ17ရက်မှာ AA အဖွဲ့ကိုအကြမ်းဖက်အုပ်စုအဖြစ်ကနေစစ်ကောင်စီကပြန်လည်ပယ်ဖျက်ပေးခဲ့ပါတယ်။2021ခုနှစ်မြန်မာစစ်တပ်ရဲ့တကြော့ပြန်အာဏာသိမ်းမှုနဲ့အတူနိုင်ငံတော်ဝန်လက်နက်ကိုင်ပဋိပက္ခတွေအပြင်လက်ရှိရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေဟာပြန်လာမှုနေနေသာသာရှီရင်ဆွဲပြည်သူတွေပါထပ်မံထွက်ပြေးနေရတဲ့အခြေအနေဖြစ်နေပါတယ်။မြန်မာစစ်တပ်နဲ့မြန်မာအစိုးရဟာအာဆာအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်တရားဝင်ကြီးညာခဲ့ပေမဲ့အနောက်နိုင်ငံအစိုးရများကတော့အာဆာအဖွဲ့ကိုအကြမ်းဖက်အဖွဲ့စည်းရင်းတွေကိုထည့်သွင်းခဲ့ခြင်းမရှိပါဘူး။အေခေဒါနဲ့ဂျဲမာအစ္စလမ်မီယာအဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်စည်ရင်းသွင်းခဲ့တဲ့အမေရိကန်ပြည်ထောင်စုကလည်းအာဆာကိုတော့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ကြေညာခြင်းမျိုးမတွေ့ရဘဲနိုင်ငံရေးအရတိမ်မွေ့စွာကင်တွယ်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အထူးလုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Rapid Action Battalion RAB ဟာအာဆာအဖွဲ့ကိုစတင်တည်ထောင်ခဲ့သူခေါင်းဆောင်အာတာအူလာနဲ့အပေါင်းပါတွေကို2025ခုနှစ်မတ်လ18ရက်အင်္ဂါနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာအနီးမှာရှိတဲ့နာယာယန်ဂတ်ခရိုင်အတွင်းဖမ်းဆီးခဲ့ပါတယ်။တချိန်ကစစ်အစိုးရဆက်ဆက်နဲ့အရက်သားအစိုးရလက်ထက်မြန်မာစစ်တပ်ကဆယ်စုနှစ်ပေါင်းများစွာစစ်ရေးရတာဖိနေပြီးမဖြေရှင်းနိုင်ခဲ့သလိုဒီရှုပ်ထွေးလာတဲ့နေဆက်ဒေသပြဿနာကြီးဟာအခုခါအာရခတပ်တော်လက်ထဲကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အနေနဲ့၎င်းတို့ထိန်းချုပ်ရာဒေသမှာရှိတဲ့မွတ်စလင်တွေကိုဘင်္ဂါလီလို့မခေါ်တော့ဘဲအာရခပြည်သူများအဖြစ်သတ်မှတ်ကာကြီးရွာအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍများမှာပူးပေါင်းပါဝင်ခွင့်ပေးတယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်းရခိုင်ပြည်နယ်အတွင်းနေထိုင်သူအလုံးဟာလူမျိုးဘာသာမရွေးဒန်းတူအခွင့်အရေးတူညီရရှိရမှာဖြစ်ပြီးအာရခအလံအောက်မှာဒန်းတူရှင်တွဲနေထိုင်ရမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့အာရခတပ်တော် AA ကိုယ်တိုင်ဒေသခံရိုဟင်ဂျာမွတ်စလင်တွေအပေါ်လူအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီးနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ပြင်းထန်တဲ့ဆွဆွဲချက်စုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအာရခတပ်တော် AA ရဲ့ထိုးစစ်တွေဟာ132ခုစစ်စင်ရေးနဲ့အတူရခိုင်နဲ့ရှမ်းမြောက်မှာပေါ်ထွက်လာခဲ့ပြီးအမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကို2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီး2026အရောက်မှာတော့မြို့3မြို့ပဲကျန်တဲ့အထိ AA ရဲ့လက်ဆောင်ကထက်ခဲ့ပါတယ်။ရိုဟင်ဂျာအများစုနေထိုင်ရာဘူးသီတောင်မောင်တော်ကတိုက်ပွဲတွေအတွင်းရိုဟင်ဂျာတွေအပေါ် AA ကပြစ်မှတ်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တယ်လို့အာဆာနဲ့တခြားရိုဟင်ဂျာလက်နက်ကိုင်တွေကစစ်ကောင်စီဘက်ကဝင်တိုက်ပေးတာတွေလည်းရှိနေပါတယ်။ AA ရဲ့အာရခလမ်းစဉ်မှာရခိုင်ဒေသနေလူမျိုးစုတွေကိုစုစည်းပြီး AA အလံအောက်မှာထားကျင်တယ်လို့ဆိုထားပေမဲ့ရိုဟင်ဂျာနဲ့ရခိုင်ကြားရန်မီဟောင်းတွေပြန်တောက်လာသလိုချင်းပြည်နယ်တောင်ပိုင်းက AA သိမ်းထားတဲ့ပလက်ဝမှာလည်းချင်းနဲ့ AA ကြားကတင်းမာမှုကရှိနေပါတယ်။ဒါကြောင့်2029မှာရခိုင်တပြည်လုံးကိုသိမ်းပိုက်မယ်လို့ကြွေးကြော်ထားတဲ့အာရခတပ်တော်ဟာဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ရိုဟင်ဂျာတွေအရေးနဲ့ရခိုင်မှာကျန်နေတဲ့ရိုဟင်ဂျာတွေကိုအာရခအိမ်မက်မှာရခိုင်နဲ့ဒန်းတူထားနိုင်မှာလားဆိုတဲ့အမေးပု္ပ္ပစာကြီးတွေကရှိနေပါတယ်။ ICJ နဲ့ ICC စတဲ့နိုင်ငံတကာတရားရုံးတွေမှာလည်းရိုဟင်ဂျာကိစ္စကြောင့်ပဲ
မြန်မာစစ်ဘက်အရက်ဘက်ခေါင်းဆောင်တွေတရားစွဲဆိုခံရဖမ်းဝရမ်းထုတ်ခံရတာတွေဖြစ်နေလို့ရခိုင်ရိုဟင်ဂျာတင့်မြတ်ရေးကနှစ်ဖက်စလုံးအတွက်အမြန်ဖြေရှင်းရမယ့်တမိုင်းကြွေးကြီးဖြစ်နေပါတယ်ဒီတမိုင်းကြွေးကိုဆက်နိုင်ဖို့ဆိုတာရခိုင်အမျိုးသားအဖွဲ့ချုပ် UNL နဲ့အာရခတပ်တော် AA ရဲ့အုပ်ချုပ်ရေးမူဝါဒတွေအပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူးအာဏာတည်မြဲရေးအတွက်ရခိုင်နဲ့ရိုဟင်ဂျာကြားလူမျိုးရေးဘာသာရေးအမုန်းတရားတွေကိုအမြဲသွေးထိုးလှုံ့ဆော်နေရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေကိုရိုဟင်ဂျာခေါင်းဆောင်တွေနဲ့အရက်ဘက်တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင်သတိပြုဖို့လိုအပ်နေပါတယ်။ဒါကြောင့်မိမိတို့ရဲ့လူထုကိုစစ်ကောင်စီရဲ့အတုံးချခံထောင်ချောက်ထဲမကြရောက်စေဖို့နဲ့အာဆာ RSO လိုမျိုးအစွန်းရောက်အဖွဲ့တွေရဲ့စီးရုံးမှုအောက်ကိုမရောက်သွားစေဖို့ရှီတန်းကနေထိရောက်စွာဝိုင်းဝန်းထိန်းချောင်းပေးရမယ်။တမိုင်းမေးတာဝန်ဟာသူတို့ရဲ့ပခုံးပေါ်မှာရှိနေတယ်လို့သုံးသပ်တင်ဆက်ပေးလိုက်ရပါတယ်